ကစုံလာပြည့်ကျော်ပြီး9လပိုင်းတရက်နေ့ရောက်တာနဲ့ငွေတုတ်ကြီးကောင်းရတယ်လို့ငွေအပြုံလိုက်ဝင်လာမယ့်အနေနဲ့3ခုအကြောင်းအခုလိုဟော့ကိန်းထုတ်လာတဲ့ဗီဒီယိုဆရာကမ်းမမကိုရင်ခလုတ်တိုက်တာတောင်ရွှေမရဘူးလို့ပြောလို့ရှိကြပေမယ့်အခုပြောပြမယ့်အနေနဲ့3ခုကတော့ခလုတ်တိုက်ရင်တောင်ရွှေတုတ်ကြီးကောင်းရတယ်လို့ကန်ထူတော့မှာပါကစုံလာပြည့်ကျော်ပြီး9လပိုင်းတရက်နေ့ရောက်တာနဲ့တပြိုင်နက်တည်းကောင်းကင်ဘုံကနက်ခတ်တွေအနေအထားကတစ်စစ်ချိုပြောင်းလဲသွားပါပြီအညံ့တွေအကုန်ကင်းစင်ပြီးတော့အမောင်တွေလွင့်ပဲကတဟုန်တို့ကန်တက်တော့မဲ့လက်ကီးနေနန်ရှင်တွေအတွက်နာမည်ကျော်ဗီဒီယိုဆရာကြီးကအခုလိုပဲဟော့ကိန်းထုတ်ပေးထားပါတယ်ဆရာကြီးကလိုအပ်တဲ့ရည်ရည်တွေနဲ့အသေးစိတ်ဟောပြောပေးထားတာမလို့ကိုယ့်ရဲ့နေနန်တွေပါဝင်နေမလားဆိုတာကိုတော့ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါနော်ကစုံလာပြည့်ကျော်အချိန်ကနေစတင်ပြီးရွှေတော့ကြီးကောင်းရတယ်လို့စီးစင်ဥစ္စာလက်လာပါတွေတူပါပြီးချမ်းသာမဲ့နေနန်ပိုင်ရှင်တွေကတော့နံပါတ်1တင်းနှလာသားသမီးများတင်းနှလာနေမှုဖွားသူတွေအတွက်ဒီအချိန်ကမထက်မှတ်ထားတဲ့နေရာကနေလက်ကြီးဝင်မဲ့အချိန်တစ်ခုပဲဖြစ်ပါတယ်အရင်ကရစရာရှိပြီးတော့လွဲချော်နေတဲ့ငွေကြေးတွေအကျွေးတွေကလည်းတက်လက်သေးကိုဆက်ဆက်မြဲမြဲပြန်လည်ရောက်ရှိလာပါလိမ့်မယ်စီးစင်ဥစ္စာလက်လာပါတွေဟိုဒီနေရာပေါင်းစုံကနေဝင်ရောက်လာပြီးတော့မရှိဆိုတဲ့စကားကိုမကြားရတော့ပဲပျော်ရွှင်ချမ်းသာစွာနဲ့နေထိုင်ရတော့မှာဖြစ်ပါတယ်ကစုံလာပြီးပြီးဆိုတာနဲ့မိမိရဲ့မွေးနေ့တင်းနှလာနေမနက်ပိုင်းမှာဖျားရှိကိုပရိစိတ်ပြီးတော့ကော်ဖီဒါမှမဟုတ်တောက်ဆရာတခုခုကတ်လူပူဇော်ပေးပါရှင်ဒါအပြင်အင်းအနီနာကတက်ကြီးရွယ်အိုတယောက်ကိုလည်းကိုတက်နိုင်တဲ့ငွေကြီးပမာဏလေးကိုလှူဒန်းပြီးကောင်းမှုကုသိုလ်တွေပြုလုပ်ပေးဖို့အတွက်ဆရာကြီးကမှာကြားထားပါတယ်နံပါတ်2ကျသပရိသသမီးများကျသပရိတွေကညံ့နေတယ်လို့ဘသူတွေပြောအခုလာပြကြော်တာနဲ့ကျသပရိရဲ့ဇာတာကထိတ်ဆုံးကိုပြန်တက်လာပြီးဖြစ်ပါတယ်ကိုလုတ်ကိုင်းထားသမျှအစီအစဉ်တွေအကုန်အောင်မြင်ပြီးတော့ငိုဝင်လန်းတွေကလည်းတဖြည်းဖြည်းပွင့်လန်းလာတော့မှာပါနိုင်ငံသားကိုသွားကျင်တဲ့သူတွေလည်းဒီအချိန်ကာလအကောင်းဆုံးဖြစ်တာမလို့လိုအပ်ကြတွေပြင်ဆင်ပြီးတော့စူးစမ်းကြဖို့အတွက်ဆရာကြီးကအားတက်ဖွယ်ဟောပြောပေးထားပါတယ်ကျသပရိနေမှာနိစရာဖះကိုသွားရောက်ပြီးတော့ဖះမှာပပောက်ဆုပ်ကိုးကွက်ကတ်လူပူဇော်လိုက်မယ်ဆိုရင်တော့ကျသပရိသားသမီးတွေအတွက်ငိုဝင်လန်းတွေကပို့ပြီးတော့ကြိုးပမ်းလာပါလိမ့်မယ်ဖះကိုမသွားနိုင်ဘူးဆိုရင်လည်းကိုယ့်ရဲ့အိမ်မှာရှိတဲ့ဖះဇက်မှာအဝါရောင်ပန်းဥပမာဂန္ဓမာပန်းနှင်းစီပန်းအဝါကိုတက်စိတ်ကတ်လူပြီးတော့လှူဒန်းပေးလို့ရပါတယ်နံပါတ်3တောက်ကြသားသမီးများတောက်ကြသားသမီးတွေကတော့ကစုံလာပြည့်ကျော်ပြီးဆိုတာနဲ့ရစရာရှိတဲ့ဥစ္စာပစ္စည်းတွေမပြည့်ပြတ်သေးတဲ့စီးပွားရေးလုပ်ငန်းတွေအားလုံးတလဟောအောင်မြင်လာတော့မှာပါအရင်ကမရရှိသေးတဲ့ပျော်ရွှင်မှုတွေနဲ့စီးပွားလက်လာပါတွေကတပြိုင်နက်တည်းလို့ရောက်ရှင်လာပြီးတော့ရှေ့ရှအဆင်ပြေမှုတွေနဲ့ပဲကြုံတွေ့ရတော့မှာဖြစ်ပါတယ်တောက်ကြနေမှုဖွားသူတွေဘာမှစိုးရင်မနေပဲငွေအပုံလိုက်ဝင်လာဖို့ပြင်ဆင်ထားပါတော့ဆိုပြီးတော့ဆရာကြီးကရေုံကြည်ကြည်နဲ့ဟောပြောပေးထားပါတယ်တောက်ကြနေမှာလမ်းမီတရိတ်ဆန်လေးတွေကိုအစားအစာတကူခုကျုံးဝဲလှူဒန်းပြီးတော့ဆုတောင်းလို့ရပါတယ်အင်္ဂါဖျားမှာတပြေငါးညွန့်ကတ်လူပူဇော်ပေးမယ်ဆိုရင်တော့တောက်ကြသားသမီးတွေအတွက်ကစုံလာပြည့်ကျော်ကာလကကန်အထူးဆုံးဖြစ်နေမှာပါကန်ဆာကြားအပြောင်းလဲမှာရရဆိုတာလမ်းပွင့်စေတဲ့တော့ချက်တစ်ခုပါပဲအခုပြပြမဲ့နေနံ3ခုကအင်မတန်ကန်ကောင်းနေပြီဖြစ်လို့ဒီရရလေးတွေကိုပါပူးတွဲလှုပ်ဆောင်မယ်ဆိုရင်တော့မလူချင်းလည်းရမရချင်လည်းရဆိုသလိုငွေတွေတလဟောဝင်ရောက်လာပါလိမ့်မယ်ဆိုပြီးတော့ဆရာကြီးကဟောပြောပေးထားပါတယ်ရွှေတုတ်ကြီးကောင်းရသလိုမိမိရဲ့ကန်ကောင်းခြင်းတွေခိုင်မြဲစေဖို့နဲ့မိတ်ဆွေတွေပါပျော်ရွှင်စေနိုင်မှုအတွက်ဒီသတင်းကောင်းလေးကို share သွားဖို့မမေ့ပါနဲ့အောင်နော်